math function နဲ့ပြန်လဲကြည့်ဆိုပါရယ်ဒီနေ့တော့ x square plus y square equal to xy ဆိုတဲ့ပုံစံလေးကိုတက်မယ်ပေါ့နော်အဲ့တော့ဒီမှာကဒီပုံက y square ကဘာနဲ့ညီလဲဆိုရင် y ကို differentiate တစ်ခါလောက်ထားနေညီရပေါ့နော် dy over dx အဲ့တော့ဒီမှာ x square plus 1ဒီမှာယူမယ် dy over dx equal to xy အဲ့တော့ဒါ separable function ဖြစ်မဖြစ်ကြည့်မယ်ပေါ့နော် x တက် y တက်ခွဲလို့ရတယ်လို့ထင်လားရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဟာ separable function ဖြစ်တယ်အဲ့တော့အရင်ဆုံး separate variable ပေါ့နော် variable ကိုခွဲမယ် x တက် y တက်ခွဲမယ်ပေါ့နော်အဲ့ဒီမှာဘယ်လိုဖြစ်သွားမလဲဆိုတော့ dy ကိုကဒီတိုင်းထားမယ် y နေရာမှာ1 over y equal to x over x square plus 1 dx okay ပြီးတော့နောက်တစ်ခုကကြတော့ဆက်ပြီးမှ integrate both side ပေါ့နော်နှစ်ဖက်စလုံးကို integrate လုပ်မယ် integration of 1 over y dy equal to integration of x over x square plus 1 into dx okay เนาะအဲ့တော့ဒီမှာကျမတို့ညာဘက်ပေါ့နော်ဒီကဒါလေး integration အရင်လုပ်မယ်ပေါ့နော်အဲ့တော့ဒါကိုကျမcopy ဝင်ကြမှာဆိုလို့ဒီတိုင်းပဲရေးလိုက်မယ် integration of x over x square plus 1 dx เนาะအဲ့တော့ကျမတို့ substitution လုပ်နေသွားမယ် let u equal to x square plus 1ဟုတ်တယ်เนาะ du ကဘာနဲ့ညီမလဲ 2x dx เนาะဒါကို differentiate လုပ်လိုက်မယ်အဲ့တော့ဒီမှာရှိနေတာက x ရယ် dx ရယ်ပေါ့เนาะအဲ့တော့ du over 2 equal to x dx okay เนาะအဲ့တော့ကျမတို့ဒီမှာအပြန်အစားသွင်းတော့1 over u x square plus 1ဆိုတာ u into x dx ဆိုတာ du over 1 half ဆိုတော့1 half ကို du ပို့လိုက်မယ်အဲ့တော့1 over u ကို integrate လုပ်တော့1 to 1 half က1 half ပဲเนาะအဲ့တော့1 over u integrate လုပ်တော့ ln mod u okay เนาะအဲ့တော့နောက်တစ်ခုကကြတော့1 half ln u ဆိုတာကျမတို့ပါထားခဲ့လဲ x square plus 1ပေါ့เนาะအဲ့ဒါဆိုရင်ဒါကပေးထားတဲ့ဟိုဖြစ်ပါတယ်ရလာတဲ့ integral တန်ဖိုးပေါ့เนาะအဲ့တော့ဒီဘက်ကို integration လုပ်တော့1 over x 1 over y ကို integrate လုပ်တော့ ln modulus of y equal to ဒီညာဘက်ကို right hand side ကို integrate လုပ်တော့ဒါရမယ်ပေါ့เนาะ1 half modulus of x square plus 1 okay ကျမတို့ဒီကြည့်တော့ရခဲ့ပြီဒါပေမဲ့ကျမတို့ရှာရမှာက y ပေါ့เนาะအဲဒါကြောင့်နှစ်ဖက်စလုံးကိုကျမတို့ပါတင်မယ် exponential function e equal to e power 1 half ln x square plus 1 okay เนาะအဲ့တော့ဒီနှစ်ခုကဘာဖြစ်သွားပြီလဲကျေသွားပြီဆိုတော့ဒီမှာပါကြမ်းလဲဆိုတော့ modulus of y equal to e power ln the 1 half ကိုဒီ 1 half ကိုဒီသူ့ရဲ့ထပ်ညုံကိုပို့လို့ရတယ်เนาะ1 half ပို့လိုက်ပြီးတော့y ဆိုတာဘာနဲ့ညီလဲပြီးတော့ဒါနဲ့ခြေသွားမယ်ဟုတ်တယ်เนาะအဲ့တော့ဒီမှာလဲ y equal to modulus of y ကဘာနဲ့ညီမလဲ x square plus 1 the whole square 1 half ပေါ့เนาะအဲ့တော့ဒီမှာ modulus of x square plus 1ကဘာနဲ့ညီလဲ x square plus 1နဲ့အတူတူပဲဘာလို့လဲဆိုတော့သူရဲ့ဒီထပ်ညုံကဘာဖြစ်နေလဲဆိုတော့ plus 2ဟုတ်တယ်เนาะ plus 2ဆိုတော့သူကဥပမာအကယ်၍ x က minus တန်ဖိုးရနေတော့မှပါသူ့ရဲ့အဖြေကပါပဲလဲ positive ပဲထွက်မှာပေါ့เนาะအဲဒါကြောင့်မလို့ကျမတို့တွေကတော့ x square လို့ပဲရေးထားmodulus ကိုဖြုတ်လိုက်လို့ရတယ်ပေါ့เนาะ okay ပြီးတော့နောက်တစ်ခုကအဲဆိုရင်ကျမတို့ကဒီမှာ plus c ကြံခဲ့တယ်ပေါ့เนาะ sorry ဒီမှာ plus c ပါလို့လဲအဲ့တော့ဒီမှာဗာနဲ့ဒီတော့မလဲ e power c နဲ့ညီတယ်เนาะ okay ဒီမှာ e power c ကြမယ်အဲ့တော့ဒီမှာ e power c ln ပေါ့เนาะအဲ့တော့ y ကိုလိုချင်တော့ plus or minus e power c square root of x square plus 1 okay เนาะအဲ့ဒီမှာကျမက k constant k ကို plus or minus e power c ထားလိုက်မယ်အဲ့တော့ y တန်ဖိုးကဗာနဲ့ညီမလဲဆိုတော့ k square root of x square plus 1 okay เนาะအဲ့တော့ဒါကတော့အဖြေပဲဖြစ်ပါတယ် okay so now video မှာဆုံးတွေ့ပါမယ် thank you ပါ